ကိုရက်စာကိုဒီနေ့ကတော့တဘာဝပေးပြီးတော့ဒီရာသီစာတစ်မျိုးလေးဖြစ်တဲ့ကနဖော့အရွက်ကလေးတွေကိုပြုတ်ပြီးတော့တုပ်စားမှာဖြစ်ပါတယ်ဒါကတော့ကိုရက်စာတို့ရွာမှာရှိတဲ့ကန်အီးနားမှာပေါက်နေတဲ့ဒီကနဖော့ရွက်တွေကိုတွားခူထားတာဖြစ်ပါတယ်များသောအားဖြင့်ဒီကနဖော့ရွက်တွေကရေအဆက်နားလေးတွေမှာပေါက်လေးရှိပါတယ်ခရစ်စာဒီကန်ထဲမှာတော့ကနဖော့ရွက်တွေအပြင်စားလို့ရတဲ့ကစုံရွက်တွေလည်းပေါက်ရောက်နေလေးရှိပါတယ်။တဘာဝပေးတဲ့စားစာတစ်ခုဖြစ်တဲ့ဒီကနဖော့ရွက်တွေကိုပြုတ်ပြီးတော့တုပ်စားရင်ဆေးဘက်လည်းဝင်တယ်လို့ခရစ်စာတို့နယ်ဘက်ကလူတွေကတော့ယုံကြည်ထားကြပါတယ်။ကဲဒါကတော့ခူပြီးရရှိလာတဲ့ကနဖော့ရွက်တွေဖြစ်ပါတယ်။ခူပြီးရလာတဲ့ကနဖော့ရွက်တွေကိုခရစ်စာတို့ရေနဲ့တန်းစင်တော့အောင်နှစ်ထပ်သုံးတက်ခန့်ဆေးကြောပေးလိုက်ပါမယ်။ပြီးရင်တော့စားလေးအနှဲငယ်ထည့်ပြီးတော့ဒီထက်ကပိုးမွားတွေပါရင်တည်သွားအောင်လို့ခဏစိန်ထားလိုက်ပါမယ်။ဒါကတော့ကနဖော့ရွက်တုပ်တဲ့နေရာမှာပါဝင်ပစ္စည်းဖြစ်တဲ့ဒီမြေပဲကိုလှော်ပြီးတော့ထောင်းထားမှာဖြစ်ပါတယ်။ပြီးရင်တော့ကြက်သွန်ဖြူစီချက်ချက်ဖို့အတွက်စီပူလာရင်စနှုံးမုံထည့်မယ်ကြက်သွန်ဖြူလိထားထည့်ပြီးတော့စီတက်ပေးပါမယ်။ကြက်သွန်ဖြူစီချက်ကျက်သွားပြီဆိုရင်တော့ကြက်သွန်ဖြူဘက်ကလေးတွေကိုတက်တက်ဖယ်ပေးထားလိုက်ပါမယ်။ကြံရှိနေသေးတဲ့စီကိုပဲအသုံးပြုပြီးတော့ကြက်သွန်ဒီကိုကြော်ပေးလိုက်ပါမယ်။ခရစ်စာတို့ကြက်သွန်ဒီကြော်တာမှုေးပြီးတော့ရွှေအိုရောင်တန်းလာတဲ့ဒီကြော်ပေးရပါမယ်လူမျိုးလေးရွှေအိုရောင်တန်းသွားပြီဆိုရင်တော့စိမ့်စားငပိထည့်ပေးလိုက်ပါမယ်စိမ့်စားငပိကိုခြေပြီးတော့ကြော်ပေးပါမယ်ပြီးရင်တော့ဒီစိမ့်စားငပိကြော်ထားတာနဲ့ကြက်သွန်ဖြူကြော်ထားတာနဲ့ရောပြီးတော့လုံးပေးလိုက်ပါမယ်ကဲဒီလိုနေထားလေးရောက်ပြီဆိုရင်တော့ဒီစိမ့်စားငပိကြော်တာကျက်ပါပြီရေဆူလာပြီဆိုရင်တော့စောနာကရေစိမ်းထားတဲ့ကနဖော့တွေကိုယူပြီးတော့ပြုတ်ပေးလိုက်ပါမယ်။ရက်စာတို့ဒီကနဖော့အရွက်ပြုတ်ထားမြန်စေဖို့အတွက်အဖော်အဖုံးလေးခဏအုပ်ပေးထားပါမယ်။ပြုတ်ထားတာဒီလိုတအောင်ကြာပြီးတော့အရွက်ကလေးအယောင်နဲ့ပြောင်းသွားပြီဆိုရင်တော့ဒီကနဖော့ရွက်ပြုတ်ထားတာဆင်းနေဖြစ်ပါပြီ။ရေညစ်ပြီးပြီဆိုရင်ဒီလိုအလုံးလေးလုံးထားပါမယ်။လုံးထားတဲ့အလုံးလေးတွေကိုကက်ကြီးလေးနဲ့ပြန်ကိုက်ပေးလိုက်ပါမယ်။ဒီလိုကိုက်မှသာကနဖော့ရွက်ကလေးတွေကကိုက်ရတာအဆင်ပြေမှာဖြစ်ပါတယ်။ကိုက်ပြီးရရှိလာတဲ့ကနဖော့ရွက်ကလေးတွေကိုတုပ်ဖို့အတွက်အနှဲငယ်ဖွာပေးလိုက်ပါမယ်။ဒါကတော့ကနဖော့ရွက်တုပ်တဲ့နေရာမှာပါဝင်ပစ္စည်းဖြစ်တဲ့ဒီမြေပဲထောင်းထားတာရယ်ပဇွန်ကြောင်းမုတ်ရယ်ဒီဘက်ကငပိကြော်ထားတာရယ်နှမ်းရယ်ကြက်သွန်ဒီပပလီထားတာရယ်ဒီဘက်ကကြက်သွန်ပြူကြော်ထားတာရယ်တို့ကိုအစင်းနဲ့ပြင်ထားပါမယ်။ပါဝင်ပစ္စည်းအားလုံးအစင်းသိပြီဆိုရင်တော့ကနဖော့ရွက်ကလေးစားတုပ်ပါမယ်။ငပိကြော်ထားတာကိုအရင်ဦးဆုံးထည့်ပါမယ်။ခရစ်စာတို့ငပိကြော်ကိုအနည်းဆုံး2ဆွန်းလောက်တော့ထည့်ပေးပါတယ်။ပြီးရင်တော့ဒီကြက်သွန်ပြူကြော်ထားတာထည့်ပါမယ်။ပြီးရင်ထောင်းထားတဲ့မြေပဲနဲ့ပဇွန်ကြောင်းမုတ်ကိုရောပေးလိုက်ပါမယ်။ပြီးတဲ့အခါမှာတော့ခရစ်စာတို့ပလီထားတဲ့ကြက်သွန်ဒီအစိမ်းများထည့်ပေးလိုက်ပါမယ်။အားလုံးထည့်ပြီးဆိုရင်တော့အရသာတမသွားစေဖို့အတွက်တည်တည်ချာချာလေးဖိနေပေးပါမယ်။ခရစ်စာတို့ဒီကနဖော့ရွက်တုပ်ထားငပိကြော်တစ်မျိုးတည်းနဲ့တုပ်ထားဖြစ်တဲ့အတွက်ဒီငပိကြော်အရသာကိုဒီအရွယ်ထက်ဒီစိတ်ဝင်သွားအောင်ဖိနေပေးရပါမယ်။ပြီးရင်တော့နှမ်းလေးဖြူပြီးတော့အနှဲငယ်ထပ်နေပေးပါမယ်။အရသာအစင်သင့်ဖြစ်ပြီးဆိုရင်တော့ကနဖော့ရွက်တုပ်ကလေးရရှိပါပြီ။ခရစ်စာတို့စားမဲ့ပကံတွေကိုကနဖော့ရွက်တုပ်ကလေးထည့်ပေးလိုက်ပါမယ်။အပေါ်ကကြက်သွန်ကြော်လေးအနှဲငယ်ဖြူပါမယ်။ပြီးရင်အဆက်နေနဲ့ငရုတ်တီးတောင်လေးထည့်ပေးလိုက်ပါမယ်။ကဲအခုဆိုရင်တော့ဆေးဘက်ဝင်တဲ့ကနဖော့ရွက်တုပ်ကလေးရရှိပါပြီ။ဘလော်လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။